လာပါရှင်ဒီနေ့မှာတော့မြန်မာ Classic Group Company Limited ကနေ technician တွေအတွက်ပြုလုပ်ပေးထားတဲ့ MCG Server Application ကို installation ပြုလုပ်တဲ့နေရာမှာဘယ်လိုအသုံးပြမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီ Server Application ကို installation ပြုလုပ်တဲ့နေရာမှာအသုံးပြုမယ်ဆိုရင် technician တို့ installation ပြုလုပ်မဲ့ icon ကိုပထမဆုံး e-running ဖြည့်ထားအောင်လုပ်ပါတယ်ရှင်ဒါကြောင့်မို့လို့ e-running ကိုဘယ်လိုဖြည့်ရမလဲဆိုတာသိရအောင်ဗီဒီယိုလေးမှာစစ်ကြည့်လိုက်ရအောင်ရှင်e-running ဖြစ်မယ်ဆိုရင်လူကြီးမင်းတို့ရဲ့ဖုန်းမှာ data သို့မဟုတ် Wi-Fi ဖွင့်ပြီး browser ကနေတဆင့် MCG e-running လို့ရိုက်ရှာပြီးဝင်ရောက်နိုင်ပါတယ်ရှင်နောက်တနည်းအနေနဲ့ scanner ဒါမှမဟုတ် Google Lens ကနေ e-running QR code ကို scan ဖတ်ပြီးတော့လည်းဝင်ရောက်နိုင်ပါတယ်ရှင်e-running QR code က Randy Cat နဲ့ Intro Auto ဖုန်းတွေပေါ်မှာလည်းရှိပါတယ်iOS ဖုန်းနဲ့ scan ဖတ်မယ်ဆိုရင် Chrome ကနေဝင်ရောက်ပြီး scan ဖတ်ပေးပါရှင်။ပြီးရင်တော့ e-running ဖြည့်သွင်းမဲ့ brand အမှတ်တစ်စိတ်ကိုရွေးချယ်ပေးပါ။အမည်ဖုန်းနံပါတ်နေရာမှာလူကြီးမင်းအကွန်တက်ဆင်ပေးမဲ့ဝယ်ယူသူ customer ရဲ့အမည်နဲ့ဖုန်းနံပါတ်ကိုဖြည့်သွင်းပေးပါ။ပြီးသွားပြီဆိုရင်တော့ဝယ်ယူသူ customer လက်ရှိနေထိုင်လျက်ရှိတဲ့တိုင်းဒေသကြီးပြည်နယ်မြို့နယ်တို့ကိုရွေးချယ်ပေးပါ။လိပ်စာနေရာမှာတော့ဝယ်ယူသူ customer ရဲ့အိတ်အမှတ်နဲ့လမ်းနာမည်တို့ကိုဖြည့်သွင်းပေးရင်ရပါပြီရှင်။အပေါ်ကအချက်လက်တွေဖြည့်ပြီးရင်ရှေ့ဆက်ရန်ကိုနှိပ်ပေးပါ။နောက်တစ်မျက်နှာရောက်သွားပြီဆိုရင်တော့ဆိုင်နေရာမှာအဲကွန်းဝယ်ယူခဲ့တဲ့ဆိုင်အမျိုးအစားနေရာမှာဝယ်ယူခဲ့တဲ့အဲကွန်းအမျိုးအစားကိုရွေးချယ်ပေးပါ။ Intro ကုတ်နဲ့ Auto ကုတ်အား scan ဖတ်မည်ဆိုတဲ့နေရာမှာကင်မရာကိုငြိမ်နေအောင်ကင်ထားပြီးရပ်ဖာပေါ်ကဘားကုတ်တွေမဟုတ်ပဲ Intro နဲ့ Outdoor ပေါ်မှာရှိနေတဲ့ဘားကုတ်တွေကို scan ဖတ်ပေးပါရှင်အတီးပြုမိဆိုတာကိုမနှိပ်ခင်မှာဘားကုတ်နံပါတ်ရဲ့နောက်ဆုံးလေးလုံးကိုမှန်ပြန်စစ်ပေးပါရှင်ပြန်စစ်ပြီးလို့အကုန်လုံးမှန်ကန်တယ်ဆိုရင်အတီးပြုမိကိုနှိပ်ပေးပါထို့နောက်သိမ်းမီဆိုတာကိုနှိပ်ပြီး download လုပ်လိုက်မယ်ဆိုရင် Android ဖုန်းတွေမှာ e-running က gallery ထဲကိုရောက်ရှိသွားမှာဖြစ်ပြီး iOS ဖုန်းတွေမှာဆိုရင် file ထဲကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့လူကြီးမင်းရဲ့ e-running ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်အောင်မြင်သွားပါပြီရှင်။e-running ဖြည့်နည်းကိုသိသွားပြီဆိုတော့ဒီ e-running နဲ့ Server Application ကိုဘယ်လိုရှေ့ဆက်ပြီးတော့အသုံးပြရမလဲဆိုတာသိရအောင်လို့ဗီဒီယိုလေးကိုစစ်ကြည့်လိုက်ရအောင်နော်MCG Server Application ကိုအသုံးပြုပြီး installation လုပ်တော့မယ်ဆိုရင်လူကြီးမင်းအနေနဲ့ပထမဆုံး MCG Server Application ကို register လုပ်ထားရပါမယ်လူကြီးမင်းတက်ဆင်မဲ့ icon ကိုလည်း e-running ဖြည့်ထားဖို့လိုအပ်ပါမယ်ရှင်ပြီးရင်တော့ Wi-Fi သို့မဟုတ် data ဖွင့်ပြီး MCG Server Application ထဲကိုဝင် Welcome to MCG ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ installation page က create ကိုနှိပ်ပြီးအဆင့်ဆင့်ပြုလုပ်လို့ရပါပြီ create ကိုနှိပ်လိုက်ရင်ပေါ်လာတဲ့ Randy ID page က scan ဖတ်တဲ့နေရာလေးကိုနှိပ်ပြီးလူကြီးမင်းတက်ဆင်မဲ့ icon ရဲ့ e-running မှာပါတဲ့ QR code ကို scan ဖတ်လိုက်ပါဒါမှမဟုတ် e-running မှာပါတဲ့ Randy ID ကိုရိုက်ထည့်ပေးပါရှင်Randy ID က e-running ရဲ့ဘက်ဘက်အောက်ထောင်နဲ့ညာဘက်ထိပ်ထောင်မှာရှိပါတယ်။ဒါဆိုရင်တော့ဝယ်ယူသူဆိုင်အမှတ်တစ်စိတ်တိုင်းဒေသကြီးမြို့နယ်တက်ဆင်သည့်နေရာတွေကဖြည့်ပြီးသားဖြစ်သွားပါလိမ့်မယ်။လူကြီးမင်းတို့အနေနဲ့ Intro ကုတ်နဲ့ Outdoor ကုတ်ကို scan ဖတ်ပြီးတက်ဆင်ပြီးသား icon ပုံကိုရိုက်ထည့်ပေးဖို့ပဲလိုအပ်ပါတယ်ရှင်။ Intro ကုတ်နဲ့ Outdoor ကုတ်ကို scan ဖတ်တဲ့အခါမှာကင်မရာကိုငြိမ်နေအောင်ကင်ထားပြီး scan ဖတ်ပေးပါရှင်။ scan ဖတ်ပြီးသွားရင်လည်းဘားကုတ်တွေကိုမှန်icon ပေါ်မှာရှိနေတဲ့ဘားကုတ်နဲ့တိုက်စစ်ပေးပါရှင်။ပြီးရင်တော့ကင်မရာကိုနှိပ်ပြီးလူကြီးမင်းတက်ဆင်ထားတဲ့ Intro ပုံနဲ့ Outdoor ပုံကိုရိုက်ထည့်ပေးပါ။remote နေရာမှာတော့လူကြီးမင်းရဲ့ဆိုင်နာမည်ဒါမှမဟုတ်တက်ဆင်တဲ့ icon brand နာမည်ကိုရေးပေးပါရှင်အကုန်လုံးပြီးသွားရင်တော့ submit ကိုနှိပ်ပေးပါ installation ပြုလုပ်တာအောင်မြင်နေဆိုရင် installation တင်ခြင်းအောင်မြင်ပါသည်ဆိုတဲ့စာသားပေါ်လာပါလိမ့်မယ် installation အောက်မှာရှိနေတဲ့နံပါတ်ကိုနှိပ်ပြီးလူကြီးမင်းတက်ဆင်ခဲ့တဲ့ record တွေကိုပြန်ကြည့်လို့ရပါတယ်ရှင်
ကဲအခုဆိုရင်တော့ MCG Server application ကိုဘယ်လိုအသုံးပြရမလဲဆိုတာသိသွားပြီလို့မျှော်လင့်ပါတယ် technician တို့အနေနဲ့ဒီ application ကိုအသုံးပြုတဲ့အခါမှာအခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် comment ကပဲဖြစ်ဖြစ် message ကပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းဆက်ဆံနိုင်ပါတယ်ရှင်